ဒီရက်ကစားလက်မရသူတို့အပေါ်ရမှာတော့တကယ်ကိုပျော်စရာကောင်းတဲ့တာယာတဲ့အိမ်ထောင်ရေးဆိုပြီးလူတိုင်းထင်ကြတယ်ပေါ့ဒီယောက်ျားလောက်တဲ့သူကလည်းမိန်းမကိုအရန်ချစ်တဲ့ပုံစံမျိုးနဲ့မနဲ့ဆိုလို့ရှိရင်စွပြုတ်ပူပူလေးတိုက်တယ်ညဉ့်ညဉ့်သားသားတောက်ပါအောင်ဆိုပြီးတော့တိုက်တယ်ပေါ့အဲ့ဒါမျိုးသမီးကလည်းအိုးအရန်ကောင်းတယ်ပေါ့ဒီလိုယောက်ျားမျိုးရတာသူအရန်ကန်ကောင်းတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ရဲ့အိမ်ထောင်ရေးကတကယ်ကိုလှမ်းကြည့်လိုက်လို့ရှိရင်အရန်ကိုတာယာတဲ့ပုံစံမျိုးပဲဘေးလူရဲ့အမြင်မှာဒါပေမဲ့မိန်းမရောယောက်ျားစိတ်ထဲမှာအတွေးစိုးတွေရှိနေတယ်မိန်းမလည်းယောက်ျားကိုတတ်ချင်လောက်အောင်ထိကိုမုန်းတယ်ယောက်ျားကလည်းမိန်းမတည်ဖို့ရကိုပဲအမျိုးမျိုးကြံစည်နေတယ်ပေါ့အဲ့လိုနဲ့ပဲယောက်ျားရဲ့တနေ့မှဒီယောက်ျားရဲ့တရုပ်မှန်ကိုပေါ်လာတာမိန်းမသူ့ရဲ့ဒီရှေ့မှာပဲယောက်ျားရဲ့ဖုန်းကနေပြီးကြတော့ message တစ်စောင်ဝင်လာတာနဲ့ပဲသူမဒီဇနီးလုပ်တဲ့သူကကောက်ပြီးတော့ကြည့်လိုက်တော့ကြတော့ယောက်ျားကတခြားမိန်းမတွေနဲ့ပေါ့ဒီလိုeasily လောက်ထားတဲ့စာတွေပေါ့ဒီလိုသမီးကြီးစားအပြန်အလှန်ပြောတဲ့စကားမျိုးတွေချစ်သူကြီးစားတွေပြောတဲ့စကားမျိုးတွေကိုတွေ့တော့မျိုးသမီးကတော်တော်ကိုစိတ်တူသွားတာအဲ့နဲ့ညကြတော့ယောက်ျားနဲ့လည်းတွေ့ရသူမကိုသူမထိန်ချုပ်ပြီးတော့ပြီးခဲ့တဲ့ဘက်ကတဲ့တောက်ကြနေရတဲ့ရှင်ဘယ်ရောက်နေတာလဲတဲ့အမေယောက်ျားဟောတဲ့အလုံးရှင်ကလေတဲ့ဟိုတထေးရလေတဲ့ကိုတဲ့ဦးအတိုင်းမပြီးမချင်းမပြန်ဘူးပြောလို့အိုက်မှာပဲတဲ့တညလုံးနေလိုက်ရတာတဲ့သူကအဲ့လိုမျိုးလိန်ညာပိတ်ကြတော့လင်းစလို့လိန်ညာလိုက်တာပေါ့အဲ့လိုနဲ့ပဲသူမဒီလိုမျိုးဖောက်ပြတဲ့သူတွေကိုစုံစမ်းတဲ့အဖွဲကိုသူမ line ပေါ်ကနေရှာပြီးကြတော့အဲ့အဖွဲနဲ့သွားပြီးတော့ဆက်သွယ်လိုက်တာပေါ့သူမရောက်တဲ့သွားသူအဖွဲမှားပြီးထင်တယ်ပေါ့ဒါစုံစမ်းရေးအဖွဲမဟုတ်ဖ ೇನೆ ဒါကကြတော့သူ့သနာအဖွဲစီးဆိုပြီးပေးထားတော့သူမတော့ဒါအဖွဲစီးမှားလာပြီလို့ထင်နေရင်မှာပဲသူမလိုဘဝတူတွေအများကြီးဒီမှာရှိနေတာလည်းတွေ့ရောသူမနည်းနည်းတော့စိတ်သက်သာရသွားတယ်ပေါ့အဲ့လိုနဲ့ပဲသူမဖြစ်တဲ့အကြောင်းအရာတွေကိုပြောပြတော့ဒီမှာဒီသူ့သနာဒီမှာလောက်တဲ့သူတွေကအကုန်လုံးကရှင်းပြတယ်ပေါ့ဟုတ်ပြီတဲ့ခမရရဲ့ယောက်ျားကိုကျွန်တော်တို့စပြီးစုံစမ်းပေးမယ်ခမရယောက်ျားကလေတဲ့တကယ်ကတော့တဲ့သူတို့လိုက်ပြီးစုံစမ်းတာပေါ့တကယ်ကတော့ကြတော့တဲ့အရန်ကိုတဲ့ခမရရဲ့ကွယ်ရမှာဖောက်ပြတဲ့ယောက်ျားတဲ့ကျင့်စာရိတ္တမကောင်းဘူးအမြဲတမ်းပဲတဲ့အလုပ်ပြန်မှာသူကမျိုးသမီးတယောက်နဲ့ဟိုတယ်ကိုအမြဲတမ်းသွားတယ်တဲ့ဟိုတယ်ကနေပြန်လာပြီဆိုလို့ရှိရင်သူကချင်းကိုသွားပြီးတော့ကစားတယ်တဲ့အဲ့မှာဂျင်မာတွေ့တဲ့ကောင်မလေးတွေမှန်သမျှဝန်ထမ်းတွေမှန်သမျှနဲ့လည်းသူနဲ့မငြိစမှုတဲ့သူမရှိဘူးတဲ့ကောင်မလေးတွေကိုလူလစ်တဲ့နေရာခေါ်သွားပြီးကြတော့ဖြက်လို့ဖြက်စီးလုပ်တယ်တဲ့သူ့ရဲ့ဒီချောမောတဲ့ရုပ်ရည်နဲ့ပတ်သက်ကြွယ်ဝမှုကိုအသုံးချပြီးတော့သူ့ရဲ့တငယ်ချင်းဒီကောင်မလေးရဲ့ဇနီးရဲ့တငယ်ချင်းတွေနဲ့တောင်မှပဲတဲ့ဒီမရှုံမရှင်းတွေရှိတယ်ဆိုတဲ့အကြောင်းပို့ပြီးတော့အားအသင့်စရာကောင်းတာဘာပြောလဲဆိုတော့သူဟာဒီလက်ရှိပေါင်းနေတဲ့အမျိုးသမီးကသူ့ရဲ့ပထမဆုံးဇနီးမဟုတ်ပါဘူးတဲ့သူဟာ၄ယောက်မြောက်ဇနီးပါတဲ့သူဟာအိမ်အောင်နေအများကြီးကြာထားပြီးပါပြီတဲ့အိမ်အောင်အချိန်ကြာပြီးပြီသူဟာ၄ယောက်မြောက်ဇနီးဖြစ်တဲ့အကြောင်းကိုပြောပြတော့သူမအရန်ကိုအားအသင့်နဲ့ဝမ်းနေတဲ့သူယောက်ျားကုလိုမျိုးပူရဲရှုပ်တဲ့ယောက်ျားလို့လုံးဝမထင်ဘူးအဲ့တော့သူမတတ်မယ်ဆိုဓာတ်ကိုထုတ်လိုက်တယ်ပေါ့အဲ့ချိန်မှာပဲဒီယောက်ျားသူ့ရဲ့ပေါ်မှာဒီဖောက်ပြတဲ့ယောက်ျားအိပ်ပျော်နေရနေထားလက်ထားတော့သူမထားကိုနောက်ကနေဖွက်လိုက်တယ်ပေါ့ဖွက်လိုက်ရောသူတို့ဒီလိုပဲပုံမပြတ်ပဲနေကြတာပေါ့အဲ့ဒါသူတငယ်ချင်းစီကိုမျိုးသမီးကသူမတငယ်ချင်းစီကိုတွားပြကြတော့ဒီသူယောက်ျားမကောင်းတဲ့အကြောင်းတွေဖောက်ပြန်တဲ့အကြောင်းတွေပြောပြတော့တငယ်ချင်းကလည်းဟုတ်ပြီတဲ့အဆုံငားတဲ့လက်စားအနေနဲ့အတူတူပေါင်းပြီးလက်စားချိပြမယ်တဲ့အချိန်မှာပဲသူတို့စုံစမ်းရေးသမားရောက်လာတယ်ဟောစရာကောင်းတာခမရရဲ့ယောက်ျားတဲ့တာမန်ယောက်ျားတွေလို့ပုံမှန်စိတ်မဟုတ်ဘူးဆိုတာကိုသိလိုက်ရတယ်